အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့အခုလိုအသီးထဲတဲ့ချင်းနဲ့အသုံးပြုပြီးတော့သုံးထပ်ဖက်နှက်စင်လေးလုပ်ပြပါမယ်ခင်ဗျာပထမဦးဆုံးကျွန်တော်တို့သုံးထပ်ဖက်နှက်စင်လုပ်ဖို့အတွက်ဒီအသီးထဲတဲ့စကားရဲ့ရှေ့ကပိတ်ထားတဲ့အချမ်းလေးတွေကိုကျွန်တော်အခုဖြတ်ပြသလိုဖြတ်လိုက်ပါခင်ဗျာကျွန်တော်အခုဖြတ်ပြတဲ့ပစ္စည်းမျိုးမရှိဘူးဆိုရင်လည်းပြဿနာမရှိပါဘူးဒီဆောက်ပစ္စည်းဆိုင်တွေမှာအလွယ်တကူဝယ်လို့ရတဲ့တန်ဖြတ်လွှာလေးတွေနဲ့လည်းကျွန်တော်တို့ဖြတ်လို့ရပါတယ်ခင်ဗျာအခုလိုဖြတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်နှစ်ခုကိုလည်းဖြတ်လိုက်ပါမယ်တညီတည်းဖြတ်သွားဖြတ်ပြီးပြီဆိုရင်ကျွန်တော်တို့အခုလိုဖြတ်ထားတဲ့ချင်းရဲ့အရွယ်စားတိုင်းပြီးတော့ PPC ပိုက်လေးကိုဖြတ်မယ်ဖြတ်ပြီးတော့ခလဲကိုကျွန်တော်တို့တီးထုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အထက်သားပြားလေးတစ်ပြားပေါ်မှာအခုလိုဘိန်းလေးတွေတက်မယ်ဒါတော့အလွယ်တကူရွှေ့လို့ပြုလို့ရအောင်လို့တက်တာပါကျွန်တော်လိုမျိုးဘိန်းမတက်ချင်ဘူးဆိုရင်လည်းမတက်ပဲထားလို့ရပါတယ်ခင်ဗျာဘိန်းတက်ရင်တော့ဟိုဒီဒီအလွယ်တကူမသေးရပဲရွှေ့သွားလို့ရတာပေါ့ခင်ဗျာဘိန်းတက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနာဖြတ်ထားတဲ့စကားလေးကိုတင်မယ်တင်ပြီးတော့ကျွန်တော်တို့အထက်သားပြားလေးနဲ့တွဲပြီးတော့စကူစုပ်လိုက်မယ်ကျွန်တော်တို့နေရာမရွေ့အောင်ပေါ့ခင်ဗျာပြီးရင်ကျွန်တော်တို့အထက်သားပြားလေးတစ်ပြားကိုဖြတ်ပြီးတော့အခင်းလေးခင်းမယ်ပြီးရင်အခုနာကျွန်တော်တို့ခလဲခွဲထားတဲ့ PPC ပိုက်လေးကိုဖြတ်ထားတဲ့အားတွေမှာဆွတ်ထည့်လိုက်မယ်ဒါအလှဆင်တဲ့အနေနဲ့လည်းဖြစ်တယ်လို့လက်မရှအောင်လို့လည်းပါပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့အပေါ်ဆုံးအကန့်ကိုအခုလိုအထက်သားပြားလေးတင်မယ် plus ကူလေးဆွဲလိုက်မယ်ဆွဲပြီးရင်ကျွန်တော်တို့ခြုံနေတဲ့ဟာတွေကိုတန်ဖြတ်လွှာလေးနဲ့ညီညီညာညာလေးဖြစ်အောင်ဖြတ်မယ်ပြီးရင်ညီသွားအောင်လို့ကော်ပတ်လေးစားလိုက်ရင်လည်းရပါတယ်အခုလိုညီညီညာညာလေးဖြစ်သွားပြီဆိုရင်တော့ဖက်နှက်စင်လေးရပါပြီဒီရုပ်ကလာတဲ့ဖက်နှက်စင်တွေမသုံးပါနဲ့ခင်ဗျာแต่ဖက်နှက်စင်လေးတွေ2ရက်3ရက်တင်ပြိုကြပါ